အဲဒီနောက်မှာစေဘာမန်းရဲ့လူမိုက်တွေကစေးထိုးပြုံလို့ကိုတွေ့သွားကြတယ်လို့ရဲတွေကလည်းကျုံးနေတဲ့စေးထိုးအက်ကိုတွေ့သွားကြပါတယ်မကြခင်မှာပဲဖြစ်စစ်ရှိနေပြီဆိုတဲ့သတင်းဟာစေဘာမန်းနဲ့အာဖျက်တို့စီပြန့်နှံ့သွားပြီးသူတို့နှစ်ယောက်စလုံးကဘင်းရဲ့အကူအညီကိုတောင်းကြပါတယ်အတော်အတွင်းလော်နီကယောဘီကိုကျေးဇူးတင်စကားပြောပြီးသူဟာမေဖြစ်သူနဲ့အတူဘဝသစ်ဆက်ဖို့နိုင်ငံခြားကိုထွက်ခွာတော့မယ့်အကြောင်းပြောပြပါတယ်ပြဆက်ယုံမှာကက်ကဂျန်နက်နဲ့တွေ့ဆုံရာဂျန်နက်ကကက်ရဲ့တစ္ဆာဖောက်မှုအတွက်သူမကိုပါနှစ်ချက်ရိုက်ချလိုက်ပါတယ်ကက်ကသူမမားသွားမှန်းဝန်ခံပြီးဖလင်းနဲ့တက်ခရိုကိုသူမကိုယ်တိုင်ဖြည့်စေးထိုးပေးကအမားကိုပြန်ပြင်ပေးမယ်လို့ကမ်းလှမ်းပါတယ်ဂျန်နက်ရုံးခန်းကိုပြန်ရောက်တဲ့အခါရဲသူငယ်ချင်းတယောက်ကဖုန်းဆက်ပြီးတမျိုးလုံးကရဲတွေကဘင်ကိုလိုက်ရှာနေကြကြောင်းအကြောင်းကြားပါတယ်ဂျန်နက်ဟာသူမနောက်ကိုစေဘာမန်းရဲ့လူမိုက်တွေနောက်ယောင်ခံလိုက်နေတာကိုမသိပဲဘင်ကိုရှာဖို့ရုံးခန်းကနေထွက်လာခဲ့ပါတယ်ယောဘီအိမ်မှာဂျန်နက်ကဘင်ကိုကက်ရဲ့ကမ်းလှမ်းချက်အကြောင်းပြောပြပါတယ်ကက်ကိုယုံတင်မယုံတင်ဆွေးနွေးနေတော့မှာပဲဖလင်းနဲ့တက်ခရိုကတိုက်ခန်းထဲဝင်လာပြီးစေဘာမန်းကဘင်ကိုတွေ့ချင်နေတယ်လို့ပြောပါတယ်ယောဘီကဖြည့်စေးတွေဝတ်ထားတယ်ကုတ်အင်ဂျီကိုဘင်အားမပေးနိုင်ခင်မှာပဲလူမိုက်တွေကဘင်ကိုအတင်းဆွဲခေါ်သွားကြပါတော့တယ်ကလပ်မှာစေဘာမန်းကဘင်ကိုပင်ကူဟီယိုစီဖုန်းဆက်ခေါ်ခိုင်းပါတယ်ဘင်ကယောဘီစီဖုန်းဆက်ပြီးရှိုးဝက်စကားလုံးတွေတုံးကပင်ကူဟီယိုအဖြစ်ဟန်ဆောင်ပေးဖို့ပြောပြီးတော့ဖုန်းကိုစေဘာမန်းလက်ထဲပေးလိုက်ပါတယ်ထို့နောက်သူတို့သဘောတူညီချက်တစ်ခုရသွားကြပါတယ်ပင်ကူဟီယိုကဖြည့်စေးကိုကလပ်စီယူလာပေးမယ်ပေါ့ဒါပေမဲ့ဖြည့်စေးရောက်မလာမချင်းစေဘာမန်းကဘင်ကိုအလို့မပေးပါဘူးဘင်နဲ့စေဘာမန်းတို့စကားပြောရင်းအရက်တောက်နေတော့တက်ကဘင်ဟာဂျာမန်သိပ္ပံပညာရှင်တွေလက်ထဲကနေသူတို့ကိုကယ်ခဲ့သူမှန်းရိပ်မိသွားပါတယ်ဘင်ကညင်းပေမဲ့ဖလင်းကဟုတ်တယ်လို့ထောက်ခံပြောပါတယ်စေဘာမန်းဟာဘင်ကပဲပင်ကူဟီယိုဖြစ်နေမလားလို့တန်တရားဝင်လာပြီးကက်ကိုတင်းတဲ့ချိန်ကချင်းချောက်ပါတော့တယ်ပင်ကူဟီယိုတယောက်ပဲသူမကိုကယ်နိုင်လောက်အောင်ညှိလိုက်မယ်လို့ဆိုပါတယ်ဘင်ကစားဖို့အဲအောက်မှာလက်ကိုလှုပ်ရှားလိုက်ပေမဲ့ပင်ကူမြင်တွေထွက်မလာပါဘူးစေဘာမန်းအာယုံပြောင်းသွားအောင်ဘင်ဟာသူမရဲ့နှလုံးသားကိုခွဲခဲ့သူမို့သူမကိုကယ်မှာမဟုတ်ဘူးလို့ကက်ကကြားဖြတ်ပြောချလိုက်ပါတော့တယ်သူမဟာဖလင်းကိုပဲချစ်တာဖြစ်ပြီးသူမရဲ့ရီမန်းချက်တွေအောင်မြင်ဖို့ဘင်ကိုအသုံးချခဲ့တာပါလင်ရတာတွေညှိငွေလာပြီးဖြစ်လို့သူမဟာဒါတကယ်တစ္ဆာဖောက်သူ့ရှူဖြစ်ကြောင်းကက်ကဝန်ခံလိုက်ပါတယ်ဒေါ်သက်ထွက်နေတဲ့စေဘာမန်းကသူမကိုပြစ်တက်ဖို့ပြင်နေတော့မှာပဲယောဘီကပင်ကူဝတ်စုံကိုဝတ်ပြီးရုတ်တရက်ရောက်လာပါတယ်စေဘာမန်းကပင်ကူဟီယိုကိုသူ့ကုန်းထဲဝင်ဖို့စိတ်လှုပ်ရှားစွာကန့်လန့်နေတော့ကက်ကတင်းနက်ကိုခိုးယူလိုက်ပါတယ်ယောဘီကကန့်လန့်ချက်ကိုညှင်းပြီးထိုးအုပ်စုကိုတိုက်ချင်ပေမဲ့ဘင်ကတော့ဒီအခြေအနေနဲ့မနိုင်နိုင်မှန်းသိလို့အချိန်ဆွဲတဲ့အနေနဲ့စေဘာမန်းစကားကိုနားထောင်ပေးဖို့ယောဘီကိုဖြောင်းဖြလိုက်ပါတယ်ထိုအချိန်မှာလူမိုက်နှစ်ယောက်ကဖြည့်စေးထိုးပြုံတွေနဲ့အတူအပြင်မှာစောင့်နေတဲ့ဂျန်နက်ကိုဖမ်းခေါ်လာပါတယ်။တက်ကအဲ့ဒီစေးထိုးပြုံတွေကိုချက်ချင်းလူပြီးယောဘီကိုထိုးချလိုက်ကလျှက်စစ်နဲ့ပါတိုက်ခိုက်ပါတယ်။ယောဘီသတိလစ်သွားတာကိုမြင်တော့မှတက်ကဒါဟာဖြည့်စေးအစ်စ်ပဲလို့သတ်မှတ်လိုက်ပါတယ်။စေဘာမန်းကစေးထိုးပြုံတွေကိုတောင်းပေမဲ့တက်ကပေးဖို့ညင်းပါတယ်။ဘာလို့လဲဆိုတော့စေဘာမန်းကဒီစေးတွေနဲ့သူနဲ့ဖလင်ကိုထိန်းချုပ်ဖို့စူးစမ်းနေမှန်းသိလို့ပါစေဘာမန်းကဖလင်ကိုဖြည့်စေးပြန်လို့ဖို့အမိန့်ပေးပေမဲ့တက်ကသူတို့ကပိုဆွမ်းအားကြီးနေပြီမို့စေဘာမန်းမိန့်ကိုနာခံစရာမလိုတော့ဘူးလို့ပြောပါတယ်။ဖလင်းကလည်းစေဘာမန်းကကက်ကိုချင်းချောက်ခဲ့တာကိုဒေါ်သက်ထွက်နေတော့မို့စေဘာမန်းကိုတစ္ဆာဖောက်ဖို့သဘောတူလိုက်ပါတယ်ထို့နောက်ဖလင်းနဲ့တက်ခရိုကပင်ကူမျက်နှာဖုံးကိုဆွဲချွတ်လိုက်ရာယောဘီရဲ့မျက်နှာဖြစ်နေတာကိုတွေ့သွားကြပါတော့တယ်အဲဒီနောက်မှာတော့ဘင်ဟာသူ့ရဲ့ပင်ကူမြင်တွေကိုနောက်ဆုံးမှာပြန်သုံးလို့ရသွားပြီး